မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာခတ်စောရေးသားသောဘိုင်စကုတ်အပြင်ကသခင်ကြီးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘ ഹു တုဒရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်1989ခုနှစ်ပဇွန်တော်နွားသက်ယုံတွင်တပ်ဖြတ်ရန်အတွက်ဖမ်းဆီးလာသောကြွယ်ကြီးတစ်ကောင်သည်ရုတ်တရက်လွတ်ထွက်သွားပြီးသားသက်ယုံဝန်ထမ်းတို့အားဂျိုးဖြင့်အသေးခတ်ပစ်လိုက်သည်တေတွင်းမှလွတ်လာသောထိုကြွယ်ရန်ကြီးသည်မြင်သမျှလူများအားလိုက်လံဝိတ်ခတ်ရဲမင်္ဂလာတောင်ညွတ်မြို့နယ်တွင်သို့ဝင်ရောက်လာသည်မင်္ဂလာတောင်ညွတ်ရဲစခန်းမှရန်ကုန်တရိတ်ဆန်ဥယျာဉ်သို့ဖုံးဆက်လာသည်ဥဆန်မြင့်ဆိုသူကိုစခန်းသို့ချက်ချင်းလွှတ်ပေးလိုက်ရန်အဆိုပါဥဆန်မြင့်သည်စခန်းသို့ရောက်သည်နှင့်စခန်းမှအရာရှိများကဒသမ303ရိုင်ဖယ်ကိုထုတ်ပေးသည်ထို့နောက်အထက်မိတ်ရကျွဲရကြီးကိုအသေးပစ်ခတ်ရမည်ဟုဆိုကာကျွဲရကြီးတောင်းကျမ်းရာနေရာသို့ခေါ်သွားတော့၏မင်္ဂလာတောင်မြို့နယ်ထဲတွင်ကျွဲရကြီးကမြင်သမျှပတ်ရန်နေသည်ထောင်ချီသောလူအုပ်ကြီးကလည်းခက်ဝေးဝေးမှဝိုင်းအောင်လျက်ကြည့်နေ၏ကျွဲရကြီးတောင်းရနေသည့်အနီးသို့ရိုင်ဖယ်တနက်ကင်နာသောအင်္ဂလိပ်ကြီးတယောက်ဝင်လာသည်ကိုတွေ့တော့သူတို့ဝိုင်းအော်တားကြသည်တချို့ကလည်းအင်္ဂလန်ကမိုးဆိုးကြီးလာပြီဆိုပြီးပြောကြသည်တချို့ကတော့တရိတ်ဆန်ဥယျာဉ်မှစေးဝန်ထမ်းကိုစံမြင့်ဆိုတာသိကြသည်ကျွဲရကြီးနှင့်ဂိုက်နေရအကွာအဝဲတွင်သူနေရာယူလိုက်သည်မဲမြင်ရလိုက်ခတ်နေသည့်ကျွဲကသူ့ရှိရာတဟုန်တိုးပြေးလာ၏ကလစ်ခနဲမောင်းကိုတင်သည်ခလုတ်ကိုညှစ်သည်ဒိုင်းဆိုသည့်အတန်နဲ့တူကျွဲကြီးရာဘက်မျက်လုံးပွင့်ထွက်သွားပြီးလဲကျသွားသည်လူအုပ်ကြီးကလက်ခုပ်ဝိုင်းတီးကြသည်ရိုင်ဖယ်ကိုင်နာသည့်မြို့လေကောင်မှမိုးဆိုးကြီးခမထိုအခါမှတပ်ပြင်းချနိုင်တော့၏မြို့လေကောင်တွင်ကျွဲကြီးကိုရိုင်ဖယ်တနက်ဖြင့်နှိမ်နှင်းခဲ့သည်မှာရုပ်ရှင်ဇက်ဝင်ကမဟုတ်ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သည့်တဲထိတ်ရင်ဖို့တကယ်အဖြစ်အပျက်တစ်ခုသာဖြစ်သည်ထိုမုတ်ဆိုးကြီးသည်မြည်သူနေထို့သောရုပ်ရှင်ဆန်သောစုံစားကမ်းများကိုပြင်ပဘဝတွင်အမှန်တကယ်ဖြတ်တန်းခဲ့ရသည့်ရန်ကုန်တရိတ်ဆန်ဥယျာဉ်မှတရိတ်ဆန်စေဘက်ဆိုင်ရာကျွမ်းကျင်သူဦးစံမြင့်သည်နောက်တစ်ချိန်တွင်မြမရုပ်ရှင်လောက၏အင်္ဂလိပ်အရာရှိခန်းများကိုတရုပ်ဆောင်ရသူသခင်ကြီးဖြစ်လာလေသည်ငယ်စဉ်ဘဝကမြမတော်လိုင်းရေးဇာတ်ကားများကြည့်ဘူးသူတိုင်းသူ့ကိုအမှတ်ရကြလိမ့်မည်မကြသေးမီနှစ်ကာလများကလည်းသူ့အကြောင်းကိုဂျာနယ်များရုပ်သံမီဒီယာများတွင်တွေ့မြင်ခဲ့ကြရသည်မောင်မင်းလူကလေးဆိုသောမန်ပါလာသည့်ဘီလက်တန်ဝဲဝဲမြန်မာစကားတန်သည်သူ့အမှတ်တစိမ့်ဖြစ်ခဲ့သည်တာမန်ရုပ်ရှင်တရုပ်ဆောင်တဦးဟုသာအများကသိထားကြသောအသက်89နှစ်အရွယ်သခင်ကြီးခေါ်အဘဦးစံမြင့်၏ပြင်ပဘဝဖြတ်သန်းမှုများကရုပ်ရှင်ဇက်ဝင်ကမ်းများထက်ပုံမူစိတ်လှုပ်ရှားပွဲကောင်းလာသည်ကိုတော့လူသိနည်းလွန်လာသည်သူဖြတ်သန်းခဲ့သောဘဝသည်စွန့်စားကမ်းများဖြင့်ပြည့်နှက်နေခဲ့ပါသည်ဦးစံမြင့်ကိုစစ်ကြိုခေ1932ခုနှစ်ပြည်မြို့တွင်မွေးဖွားခဲ့သည်ဖခင်ဖြစ်သူမှာပထမကမ္ဘာစစ်တွင်မြန်မာနိုင်ငံတွင်တာဝန်ကျသည့်ဥရောပစစ်သားတဦးဖြစ်ပြီးမိခင်ဖြစ်သူမှာမြန်မာလူမျိုးတဦးဖြစ်သည်မောင်စံမြင့်အသက်6နှစ်သားအရွယ်ဒုတိယကမ္ဘာစစ်မဖြစ်မီတွင်ပင်ဖခင်ဖြစ်သူဆုံးမသွားခဲ့သည်မောင်စံမြင့်တို့မောင်နှမ6ဦးမှာမိခင်ကြီးတို့တို့ရုန်းကန်လှုပ်ရှားရင်းကျောင်းနေခွင့်မရခဲ့ပေအသက်12နှစ်လောက်ရောက်တော့ကျွန်တော်ကျောင်းရမ်းနေကြလာတယ်အဲ့ဒါနဲ့အင်္ဂလိပ်မြန်မာအလွတ်တင်ကျောင်းတစ်ခုကိုတွားပြီးကျောင်းဆရာကြီးကိုတွားတောင်းပန်ပြီးပြောတယ်ဆရာကြီးကကျောင်းလာကလွတ်ကျောင်းထားပေးတယ်ကျွန်တော်ကနောက်မှသင်ရပေမဲ့တေချာတင်တော့အတန်းတွေကြော်တက်ခွင့်ရတယ်၄နှစ်လောက်အတွင်းမှာကို9တန်းအောင်ခဲ့တယ်ဟုဦးစံမြင့်ကဆိုသည်ထိုခေတ်က9တန်းအောင်လင်းရုံးအုပ်စီကြီးကျောင်းဆရာစသဖြင့်အလုပ်ရနိုင်ခဲ့သည်အသက်18နှစ်အရွယ်တွင်မူဦးစံမြင့်သည်ဗမာတပ်မတော်အမြောက်တပ်ရင်သို့ဝင်ခဲ့သည်သမရကြီးဥပဦးလက်ထက်1952မှာကျွန်တော်ယူဂိုစလာဗီးယားနိုင်ငံကိုပညာတော်သင်သွားရတယ်86မမအမြောက်နဲ့ပတ်သက်ပြီးပြစ်ခတ်ရေးပြုပြင်ရေးတွေကို6လတင်ခဲ့ရတယ်ဟုဦးစံမြင့်ကပြောပြသည်1954ခုနှစ်တွင်ပါကစ္စတန်နိုင်ငံဆဲလ်ဂိုရာမြို့သို့ထပ်မံပညာတော်သင်ဆေလွတ်ခြင်းခံရပြီးတရိတ်ဆန်ဆိုင်ရာစေပညာကိုသင်ယူခဲ့ရသည်86မမအမြောက်ကြီးများမှာမြင်းများဖြင့်တည်ယူရသည်ဖြစ်သဖြင့်ဦးစံမြင့်သည်မြင်းများနှင့်ပတ်သက်သည့်ပညာရပ်များမြင်းစည်းခြင်းများမြင်းတို့၏ကျမ်းမာရေးဆိုင်ရာတို့အားလည်းတပါးတည်းကျွမ်းကျင်အောင်သင်ယူခဲ့ရ၏အဲ့ဒီကပြန်ရောက်တာနဲ့တရုတ်ဖြူစစ်စင်ရေးမှာဝင်တိုက်ရတော့တာပဲရန်ကြီးအောင်စစ်စင်ရေးဘေးရင်အောင်စစ်စင်ရေးလွိုင်တွန်းစခန်းစစ်စင်ရေးအောင်မေကစစ်စင်ရေးတွေမှာအမြောက်တပ်နဲ့တူဝင်တိုက်ခဲ့ရတယ်အဲ့ဒီတော့ကကျွန်တော်တို့အခြားစစ်တွေကဒုတိယဗိုလ်မှူးကြီးတင်ဦးယခုတေဦး LND ကိုအရန်လေးစားနေကြတဲ့အချိန်သူကကျွန်တော်တို့အောက်ခြေရဲဘော်တွေဘက်ကအမြဲတမ်းရက်တီးတယ်ကျွန်တော်တို့ကိုတက်ထဲမှာမနှက်ဆိုလက်ဖက်ရည်အမြဲတိုက်ရကစံပြုတ်ပြောက်တိုက်ပါဆိုတဲ့အမိန့်ကိုဗိုလ်တီဦးကကျွန်တော်တို့ငယ်သားတွေဘက်ကရက်တီး
ပြီးတိုက်ဖြတ်ခဲ့တာအဲဒီတုန်းကသူကစစ်မြေပြင်တက်မှုဆိုတော့သူ့လက်အောက်မှာတိုက်ရတာမို့ကျွန်တော်တို့ကအရန်တက်ကြွကြတာဟုဦးစံမြင့်ကဂုဏ်ယူဝင်ကြွားစွာပြောပြသည်1960တွင်အရာရှိလောင်းရွေးချယ်သည့်တဲ့ပါခဲ့တော်လဲဦးစံမြင့်မှာနိုင်ငံသားသွေးပါနေသည့်အတွက်အရာရှိဖြစ်ရန်အခွင့်မရခဲ့ချေအောင်မန်းအမြောက်တက်မှာရှိနေတော့မင်းသားတင်ညွန့်တို့ရွှေဘတို့တင်းတင်းလဲတို့ကအောင်မန်းမှာရုပ်ရှင်လာရိုက်တယ်သူတို့ကကျွန်တော်တို့တက်ကမြင်းတွေငှားရိုက်တော့ကျွန်တော်ကလိုက်ကူညီပေးရတယ်ကျွန်တော်ကမြင်းစည်းကျွမ်းကျင်တော့မင်းသမီးရှေ့မှာမြင်းကိုမတ်တက်စီဘေးဆောင်စီပုံစံမျိုးမျိုးစီပြတော့သူတို့ကသဘောကျတယ်အဲ့ဒီလိုနဲ့ရုပ်ရှင်လောကကလူတွေနဲ့ရင်းနှီးခဲ့ရတယ်ဟုဦးစံမြင့်ကဆိုသည်1962ခုနှစ်တွင်တက်မှထွက်ပြီးနောက်ရန်ကုန်တရိษံဥယျာဉ်တွင်တရိษံစေကုသာရေးဆရာဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်တရိษံဥယျာဉ်တွင်တာဝန်ထမ်းဆောင်စဉ်ဦးစံမြင့်ကိုတစ်ထုတ်လုပ်ရေးမှခေါ်ယူပြီးပဲခူးရိုးမာထဲတွင်စင်ဖန်းသည့်လုပ်ငန်းကိုတာဝန်ယူဦးစီးလုပ်ကိုင်စေပြန်သည်တရက်မှာတစ်လုပ်ငန်းကစင်တကောင်ကမုံယူပြီးစင်ဦးစီးကိုအစွဲနဲ့ထိုးတက်တယ်ပြီးတော့တောထဲဝင်သွားတယ်တစ်တင်ကားတွေတောထဲလာရင်ကားတစ်စီးလုံးလဲအောင်ထိုးချပစ်တာဒီကောင်ကြီးကိုဖမ်းမှုကြတော့လေကျွန်တော်ပဲဥဆောင်ရတာပါပဲတကယ်ကိုတက်ဆွန်ဆန်ပြားပစ်ဖမ်းရတာပေါ့ဟုဦးစံမြင့်ကဆိုသည်ဦးစံမြင့်သည်ထိုးခဲ့သို့သောစင်သုံးကောင်ထိဖမ်းမိခဲ့ရသည်တရိษံဥယျာဉ်သို့ပြန်ရောက်သည့်အခါတွင်လည်းမြို့လေကောင်တွင်ကြွရိုင်းကိုပစ်ဖမ်းပေးရခြင်းမေးစေးပေးထားသောခြင်တွေများကြားများကိုလှောင်ရင်းထဲဝင်ကမေးစေးပြည်စေးပြန်ထိုးပေးရခြင်းစသည့်တက်ဆွန်ဆန်ပြားအလုပ်များသာလုပ်ကိုင်ပြီးပျော်မွေ့ခဲ့သည်ထူးထူးခြားခြားအာဇာနည်နှင့်ဘုံကွဲမှုမှာကိုရီးယားကဖောက်ခွဲရေးသမားတွေကိုလိုက်ဖမ်းတော့ဦးနေဝင်းကနေမေးစေးနဲ့ပြစ်ဖမ်းဖို့အမိန့်ပေးတယ်။အဲ့ဒါနဲ့ကျွန်တော်ကိုမေးစေးတက်နဲ့ကင်ပြီးလိုက်ခဲ့ဖို့ခေါ်တယ်။ဟယ်ရီကော်ပတာနဲ့ခေါ်သွားတာ။ဒါပေမဲ့ကျွန်တော်တို့ရောက်တဲ့အချိန်မြေပြင်လုံခြုံရေးတွေကလုံထွေးဖမ်းလို့ဟိုကအသေးခံဘုံခွဲလိုက်တာတည်တဲ့သူတွေကတည်နေပြီ။အဲ့ဒီကင်မင်ချူလည်းလက်ပြတ်သွားတယ်။ဦးစံမြင့်သည်တမိုင်းလူသည့်နဲ့သည့်မှန်ကူကများတွင်လည်းတစိမ့်တရေသာပါဝင်သည့်တက်ရှိမှတ်တမ်းကြီးဖြစ်နေပြန်သည်တရိษံယုံတွင်တာဝန်ထမ်းဆောင်နေစဉ်တွင်ရခင်ကခင်မင်ခဲ့သည့်ရုပ်ရှင်လောကသားများနှင့်ချိတ်ဆက်မိကသူ့အားရုပ်ရှင်ဇာတ်ကားများတွင်ပါဝင်ရန်ကမ်းလှမ်းခဲ့ကြသည်ငကိုကပင်ဝါသနာပါလာသောဦးစံမြင့်ကရုပ်ရှင်ဇာတ်ကားများတွင်အင်္ဂလိပ်အရာရှိဖြစ်ပါဝင်ရိုက်ကူးခဲ့သည်ကျွန်တော်ကအင်္ဂလိပ်ရောဟင်ဒီရောဘာသာစကားနှမျိုးတတ်တယ်ဒါပေမဲ့တရုတ်ဆောင်တဲ့အခါကျဗမာစကားကိုအင်္ဂလိပ်လေသံပေါက်အောင်မပြောတတ်ဘူးအဲ့ဒါနဲ့စနေမဇာတ်ကားမှာဒေါ်ဝါဝင်းရွှေကမောင်မင်းလူကလေးဆိုတဲ့တိုင်ယာလော့ကိုတင်ပေးတယ်အရင်ခေတ်အင်္ဂလိပ်အရာရှိတွေစကားပြောပုံပြောနည်းကိုသူကကောင်းကောင်းသိတယ်အဲ့ဒါနဲ့ကျွန်တော်ကမောင်မင်းလူကလေးဆိုတာကိုကြွန့်ကျင်ချင်းတရုတ်ဆောင်နိုင်သွားတာဟုဦးစံမြင့်ကဆိုသည်ဦးစံမြင့်သည်တရိษံဥယျာဉ်ဝန်ထမ်းဘဝနှင့်တရုတ်ဆောင်ဘဝတွင်နှစ်ပေါင်း40ကျော်ကြာကျင်လည်ခဲ့သည်နဝတအစိုးရခေတ်တွင်တရုတ်နိုင်ငံသို့တွားရောက်ခါဆက်ကြုံမှုစေးဖော်နည်းကိုတင်ယူခဲ့ရပြီးထိုစီမံကိန်းတွင်ပါဝင်ခဲ့ရသည်ဆက်များနှင့်ပတ်သက်ပြီးကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ခဲ့သည်တရုတ်ဆောင်တစ်ယောက်ဖြစ်ရုပ်ရှင်ဇာတ်ကားများစွာကိုရိုက်ခဲ့တော်လဲဦးစံမြင့်ဖြတ်တန်းခဲ့သည့်ဘဝဖြတ်တန်းမှုများမှာထိုရုပ်ရှင်များထက်ပိုမိုရုပ်ရှင်ဆန်သည်တရုတ်ဖြူစစ်စေးရေးတွင်ပါဝင်ခဲ့သူစစ်သားကြီးနိုင်ငံတကာအဆင့်မီမြင်းစည်းကျွမ်းကျင်သူတရိษံကုသရေးပညာရှင်မျိုးပြမုတ်ဆိုးစင်ဖန်းသမားစက်ချိုနုစေဝါထုတ်လုပ်သူပညာရှင်အင်္ဂလိပ်ခေတ်ဂျပန်ခေတ်ပါလီမန်ခေတ်မဆာလာခေတ်နဝတခေတ်ဒီမိုကရေစီခေတ်ခေတ်6ခေတ်ကိုဖျက်ဆီးခဲ့ပြီးတက်ရှိသမိုင်းစာအုပ်ကြီးဖြစ်နေသည့်ဦးစံမြင့်၏ဘဝဖျက်ဆီးမှုစွန့်စားကမ်းများသည့်ရုပ်ရှင်တကားစာနှီးပါပင်ရှိနေသည်ရုပ်ရှင်တွေကအင်္ဂလိပ်အရာရှိကြီးလို့အများကမြင်ကြတဲ့လူတစ်ယောက်ရဲ့ပြင်ပဘဝမှာထူးခြားတဲ့အတွေ့အကြုံတွေအများကြီးပဲခုချိန်မှာကျွန်တော်ကအဲ့ဓာတွေကိုပြောပြချင်နေခဲ့တာကျွန်တော်ဘဝကမှတကယ်ရုပ်ရှင်ဆန်ဆန်ဖြတ်သန်းခဲ့ရတာအသက်89နှစ်အရွယ်အဖိုးအိုသည်သူ့တဘဝစာအမှတ်တရများကိုထိုနယ်ကျေနပ်အားရစွာပြောပြရင်းရီမောနေသည်ထို့နောက်သူ့ကြုံမခံမီဇကားရိုက်စင်ကသုံးသည့်ပါတော်မူဇက်ဝင်တေးသချင်းကိုထန်ကရိုင်းကြကြဖြင့်ဆိုပြလိုက်သေးသည်ဘိုင်စကုတ်အပြင်မှာသခင်ကြီးကမြမဂီတအဆိုပညာတွင်လည်းခေသူတော့မဟုတ်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်